ပင်လယ်မြော့ရောင်းမယ်ဝယ်မလားပင်လယ်မြော့ဒီမှာတကော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 ဒီတေးလေးများပင်လယ်မြော့ရောင်းမယ်တကောဘယ်20နဲ့ရောင်းမယ်အိုးလုံးကြီးပြသွားပြီပါအဲသေးတွေပေါ့ဒီမှာလေလုံးကြီးပြသွားပြီအရှည်ရနေလုံးကြီးပြသွားပြီမတကောင်20နဲ့ရောင်းသူအရှည်ရနေလုံးကြီးလောက်သွားတယ်ဒီမှာတကောင်ဒါလည်းတကောင်20နဲ့ရောင်းရတယ်မOh my god ငါသေးပန်းကုန်မတကောင်20နဲ့ရောင်းပါမယ်မတန်တယ်မို့လားဒီလောက်ဆိုရင်တကောင်ကို20သူလည်းငပူသင်းလို့ပဲကင်လိုက်တာကိုလုံးကြီးလုပ်ပြတာဒါမှတဖြည်းဖြည်းနဲ့လုံးလိုက်တွေ့တာအရှည်ရနေတဖြည်းဖြည်းနဲ့လုံးလိုက်တကောင်ကို20နဲ့ရောင်းမယ်ကင်လို့ကောင်းလိုက်တာအီနဲ့